သမ္မတဟောင်းနီကိုလက်ဆာကိုစီထောင်ဒဏ်9နှစ်ချခင်အောင်ပြင်သစ်သမ္မတဟောင်းနီကိုလက်ဆာကိုစီကိုကွယ်လွန်သွားပြီဖြစ်တဲ့လေပြာခေါင်းဆောင်ဗိုလ်မှူးကြီးမူအန်မာဂရာဖီစီကနေပြီးတော့တရားမဝင်ရန်ပုံငွေယူရိုတန်းပေါင်းများစွာယူခဲ့တဲ့ဆိုရင်ရာဇဝတ်မှုနဲ့ထောင်ဒဏ်9နှစ်ချမှတ်လိုက်တယ်လို့ရိုက်တာသတင်းမှာပါရှိပါရီမစ္စတာဆာကိုစီကိုအာဂရိလိုက်စားမှုနဲ့အခြားမှုတွေအလုံးတက်ကိုတော့ပါရီရာဇဝင်တရားရုံးကတရက်သေးလွှတ်ပေးလိုက်ပါရီ2009ကနေပြီးတော့2012အထိပြင်သစ်သမ္မတဖြစ်ခဲ့တဲ့အခုအသက်80ရွယ်ဆာကိုစီဟာအမှုကြားနာပြီးနောက်သတင်းထောက်တွေကိုပြောကြားရမှာဒီစီရင်ချက်ဥပဒေစိုးမိုးရေးအတွက်အလွန်တရာမှပြင်းထန်လာတယ်လို့ဆိုပါရီဆာကိုစီကို2009ခုနှစ်ရွေးကောက်ပွဲမွေးဆွေစည်းရုံးရေးအတွက်ကာရာဖီစီကနေပြီးတော့ရန်ပုံငွေတွေရှာယူအသုံးပြုခဲ့တယ်လို့ဆွဆွဲခဲ့တာဖြစ်ပေမယ့်ဆာကိုစီကတော့ဒီအမှုဟာနိုင်ငံရေးအရရည်ရွယ်လှုပ်ဆောင်တာလို့အခိုင်အမာပြောဆိုလိုက်ပါရီတရားရုံးပြင်ပမှာဆာကိုစီဟာသူပြည်ခင်စင်ကြောင်းနဲ့စီရင်ချက်ကိုအယူခံဝင်မယ်လို့ပြောပါရီဒီနေ့ဖြစ်ပျက်ခဲ့တာကတရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်တဲ့ကိစ္စနဲ့တရားစီရင်ရေးစနစ်ပေါ်ထားတဲ့ယုံကြည်မှုတွေအလွန်ပြင်းထန်တဲ့ဖြစ်ရပါလို့သူကပြောကြားခဲ့ပါရီကျွန်တော်ကိုထောင်ထဲမှာအိတ်ခိုင်းချင်ရင်ကျွန်တော်ထောင်ထဲမှာအိတ်ပါမယ်ဒါပေမဲ့ခေါင်းပေါ်ပြီးတော့အိတ်မှာပါလို့လည်းပြောပါရီဆာကိုစီကအခုလိုငွေကြေးရယူပြီးတော့အနောက်နိုင်ငံတွေနဲ့ရန်သူတွေလိုဖြစ်နေတဲ့ဂရာဖီဘက်ကနေကုညီဆောင်ရွက်ပေးမယ်လို့ခရီးပေးထားကြောင်းတရားလိုဘက်ကဆွဆွဲထားတာဖြစ်ပါရီဂျိုင်မဲလေးဆာကိုစီကတရားမဝင်မွေးစေစီယုံရေးရန်ပုံငွေတွေကိုကိုကျိုးအတွက်သုံးစွဲတာမျိုးလုံလောက်တဲ့သက်သေထောက်ထားမရှိဘူးလို့တရားရုံးကဆုံးဖြတ်ခဲ့ပါရီဆာကိုစီကိုယူရိုတသိန်းတန်ငွေပေးဆောင်မှုအတွက်ကိုတော့တရားရုံးကအမိန့်ချမှတ်ခဲ့ပါရီပြင်သစ်သမ္မတဟောင်းတအုပ်အတွက်ဒါဟာပထမဆုံးချိန်ဖြစ်ပြီးဆာကိုစီဟာလာမယ့်ရက်ပိုင်းတွင်ပါရီကျင်းထောင်ကိုပို့ဆောင်ခံရနိုင်ပါရီကမ္ဘာဖလားဘောလုံးပြိုင်ပွဲမှာအစ္စရေးမပါရန်အမေရိကန်တားဆီးပြီးလာမယ့်2026ကမ္ဘာဖလားဘောလုံးပြိုင်ပွဲမှာအစ္စရေးကိုရှင်ပြိုင်ခွင့်မပေးဘဲတားမြစ်ဖို့ကြိုးပမ်းမှုမှန်သမျှကိုအမေရိကန်ဆိုရကတားဆီးသွားမယ်လို့ပြောကြားလိုက်ပါရီကုလသမဂ္ဂစုံစမ်းရေးကော်မရှင်တကူကဂါဇာဟာပါလက်စတိုင်းတွေပေါ်မှာအစ္စရေးလူမျိုးတုံးတပ်ဖြတ်မှုကျူးလွန်ခဲ့တယ်လို့ဒီလအစောပိုင်းကကောက်ချက်ချခဲ့တာဖြစ်ပါရီဒီတွင်ကုလသမဂ္ဂကျွမ်းကျင်သူတွေဖွဲ့နေစပိန်ဝင်ကြီးချုပ်ပီဒိုစန်ချက်တို့ကအစ္စရေးပေါ်မှာအာဇာပိတ်ဆို့မှုတွေချမှတ်ဖို့စောင်းဆိုခဲ့တာဖြစ်ပါရီလာမယ့်နေ့ကမ္ဘာဖလားကိုအမေရိကန်မက္ကဆီကိုနဲ့ကနေဒါတို့ပူးတွဲကျင်းပမှာဖြစ်ပါရီအမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတို့ကကမ္ဘာဖလားမှာအစ္စရေးမျိုးသားဘောလုံးအသင်းကိုတားမြစ်ဖို့ကြိုးပမ်းမှုမှန်သမျှကိုပြေဝတားဆီးနိုင်ဖို့ကျွန်တော်တို့အကျွမ်းမဲ့ဆောင်ရွက်သွားမယ်လို့ပြောကြားခဲ့ပါရီအချိန်ထဲမှာပဲကမ္ဘာဖလားခြေစစ်ပွဲကိုစီစဉ်နေဥရောပဘောလုံးဖွဲ့ချုပ် UEFA ဟာအစ္စရေးကိုရက်ဆိုင်ဖို့စီဝေးထိုင်ဖို့ရှိနိုင်ပါရီအစ္စရေးတရားအောက်တိုဘာ17ရက်နေ့မှာအော်စလိုမှာနော်ဝေနဲ့ခြေစစ်ပွဲကစားဖို့ရှိပါရီဒီလစောပိုင်းတုန်းကတော့နော်ဝေဘောလုံးဖွဲ့ချုပ်ဥက္ကဋ္ဌလီခက်စပီနက်ကပြန်ပွဲတွေမှာအစ္စရေးပါဝင်တာဖြစ်လို့ဆက်ဆံရမှာဖြစ်ပေမယ့်ဒေသတွင်းမှာဖြစ်နေတဲ့လူသားချင်းစာနာမှုဆိုင်ရာဆင်းရဲဒုက္ခတွေအထူးသဖြင့်ဂါဇာရဲသားတွေပေါ်မှာပြင်းထန်တဲ့တိုက်ခိုက်မှုတွေကိုလစ်လျူရှုလို့မရနိုင်ပါလစ်လျူရှုမှလည်းမဟုတ်ပါလို့ပြောကြားခဲ့ပါရီကုလသမဂ္ဂအစည်းအဝေးသားမှာဖော်ပြထားတာက2023စစ်ပွဲစကလေးကနိုင်ငံတကာဥပဒေမှာသတ်မှတ်ထားတဲ့လူမျိုးတုံးတပ်ဖြတ်မှုဆိုင်ရာလုပ်ရက်5ခုနဲ့၄ခုကိုကျူးလွန်ခဲ့တယ်လို့ကောက်ချက်ဆွဲဖို့တင်လျော်တဲ့အကြောင်းပြချက်တွေရှိတယ်လို့ဆိုပါရီအနောက်ကုလသမဂ္ဂလူခွင့်ရေးကျန်းကျင်သူများအဖွဲ့ကအစ္စရေးဘောလုံးအသင်းကိုနိုင်ငံတကာဘောလုံးပြိုင်ပွဲတွေကနေရပ်ဆိုင်းဖို့ကမ္ဘာဘောလုံးဖွဲ့ချုပ် FIFA နဲ့ UEFA ဥရောပဘောလုံးဖွဲ့ချုပ်ကိုတောင်းဆိုခဲ့ပါတယ်။အစ္စရေးကတော့ဂါဇာကိုတိုက်ခိုက်မှုတွေဟာလူမျိုးတုံးတပ်ဖြတ်မှုနဲ့မသက်ဆိုင်ကြောင်းပုံမှန်လိုညှင်းဆိုခဲ့ပြီးတော့ကိုကာဝေတာဖြစ်လို့တရားမျှတတယ်လို့ပြောခဲ့ပါတယ်။ကုလသမဂ္ဂအစည်းအဝေးကန်စာဟာလွှဲမှားပြီးတော့အမှန်ကန်ကြောင်းအစ္စရေးနိုင်ငံသားရေးဝန်ကြီးကထုတ်ပြန်ထားခဲ့ပါတယ်။နေတိုးနဲ့ဥရောပတို့ဟာစစ်ရေးကြညာနေဟုရုရှားပြောရုရှားထိတဲ့တန်တမန်တအုပ်ကနေတိုးနဲ့ဥရောပသမဂ္ဂနိုင်ငံတွေလှုပ်ဆောင်ချက်တွေဟာစစ်မှန်တဲ့စီရေးကြညာသလိုဆောင်ရွက်နေတာဖြစ်တယ်လို့ကုလသမဂ္ဂအထွေထွေညီလာခံမှာပြောကြားခဲ့တာကိုရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ပြီးခဲ့တဲ့ဇာတာပင်းကပြုလုပ်ခဲ့တဲ့ကုလသမဂ္ဂအထွေထွေညီလာခံမှာနေတိုးနဲ့ဥရောပသမဂ္ဂနိုင်ငံတွေကအပြစ်ခတ်ရက်စဲရေးအတွက်လက်တွေ့ကမ္ဘာကိုဖော်ဆောင်ရမယ့်စာစီကူးရင်ကမ္ဘာကိုဖော်ဆောင်နေတာဖြစ်တယ်လို့ရုရှားထိတဲ့တန်တမန်တအုပ်ကပြောကြားထားပါတယ်။ယူကရိန်းရဲ့စစ်ရေးထုတ်မှုကိုရုရှားကချီးမွမ်းပြီးတော့နေတိုးမဟာမိတ်တွေကကဒါကိုအခွင့်ကောင်းယူပြီးတော့ရုရှားနဲ့စီးရေးကြညာသလိုခန်းစားရတယ်လို့သူကပြောပါရီဝင်းဟင်ပိုင်းတဲ့အတွင်းကိုဝင်ရောက်လာတဲ့ရုရှားဂျက်လေယာဉ်တွေကိုကြားဖြတ်ဟန်တာပစ္စည်းဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားပြီးနောက်နှစ်ရက်ကြာမှရုရှားဘက်ကအခုလိုပြောကြားလာတာဖြစ်ပါရီပိုလန်လေးပိုင်းနဲ့တည်းရှိရုရှားဒုံးတွေကိုနေတိုးဂျက်လေယာဉ်တွေကပစ်ချပြီးနောက်တပတ်ကြာမှဥရောပအရှေ့ဘက်ခြမ်းတလျှောက်တင်းမာမှုတွေမြင့်တက်လာခဲ့တာဖြစ်ပါရီ